မင်္ဂလာပါဒီနေ့ AI ဗီဒီယိုအခမဲ့ထုတ်လို့ရမယ်အကလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်အဲ့ဒီအကလေးကတော့ဒီအကလေးဖြစ်ပါတယ် application တွေကိုဝင်လိုက်မယ်ဒါကတော့ဒီ app ထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီအပေါင်းပုံလေးကိုနှိပ်မယ်ဒါတော့ဒီထဲကိုရောက်ပါပြီဒီထဲရောက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာဗီဒီယိုထုတ်လုပ်ခြင်းဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်ပြီးရင်အဲ့ထဲမှာကိုရေးချင်တာရှိတဲ့စာတွေကိုရေးလို့ရပါတယ်ကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုရေးလိုက်ပြီဆိုလို့ရှိရင်ဗီဒီယိုစပြီးတော့ထုတ်လို့ရပါပြီဒီနေရာလေးကိုနှိပ်လိုက်ပါဒါတော့သူဗီဒီယိုထုတ်နေပြီပဲဖြစ်ပါတယ်ဗီဒီယိုထုတ်နေတဲ့အချိန်တော့ကျွန်တော်တို့ခဏလေးစောင့်ပေးဖို့လိုပါတယ်ဒီအပ်ကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ US region ပါတဲ့ VPN လေးဖွင့်ထားပေးဖို့တော့လိုပါတယ်ဒါမှအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီ app လေးကတစ်ခါထုတ်ရင်ဗီဒီယို10စက္ကန့်ထုတ်လို့ရပါတယ်ကိုအဆင်ပြေလို့ထုတ်ပြီးတော့ create လုပ်လို့ရပါတယ်မင်္ဂလာပါဒီနေ့ AI ဗီဒီယိုတွေကိုဖန်တီးလို့ရမယ့် app တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒီ app ကတော့ YT Create ပဲဖြစ်ပါတယ်ဒီအပြီးရင်သူက YouTube ပေါ်ကိုဒါလိုက်တန်းပြီးတော့တင်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဗီဒီယိုကိုထုတ်လို့ရန်ကို3ရန်ကိုတစ်ခါတည်းနှိပ်လိုက်လို့ရပါတယ်ကျွန်တော်ကတော့ဗီဒီယိုထုတ်လို့ရမယ်နှိပ်လိုက်တော့မယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်ဒီထဲမှာကိုကာလာတွေပြင်ချင်တာပြင်လို့ရတယ်ဗီဒီယိုတွေကိုကိုမလိုတဲ့နေရာလေးတွေကိုဖြတ်ထုတ်မယ်ဆိုလို့ရှိရင်လည်းဖြတ်ထုတ်လို့ရပါတယ်ဒီကျွန်တော်ကတော့ဘာမှမပြင်တော့ပါဘူးထုတ်လိုက်ပါတော့မယ်ထုတ်ယူရန်ကိုနှိပ်လိုက်ပါပြီတော့တစ်ခါထုတ်ရင်10စက္ကန့်ထုတ်လို့ရတာမို့လို့အဲ့ဒီဗီဒီယိုလေးတွေကိုကိုလိုချင်တဲ့ဗီဒီယိုတစ်ပုဒ်ကိုစိတ်ရှိရှိနဲ့အဲ့ဒီလို10စက္ကန့်စီသာထုတ်ပြီးတော့မှဗီဒီယိုတစ်ပုဒ်ပြန်ပြီးတော့မှဖန်တီးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေတကယ်လို့အဆင်မပြေတဲ့သူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးတော့မှမေးမြန်းနိုင်ပါတယ်ကျွန်တော်သိသလောက်ပြန်ပြီးတော့ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်